တတိအားရလူမျိုးမစားဘူးတဲ့ဟင်းကိုလက်စွမ်းပြလိုက်တာလက်စွမ်းအပြလွန်သွားပါတယ်ရှင်ဓမ္မတစ်ခေါက်ချက်ကျွေးတော့နင်းချက်ထားတာငါဟုတ်ရဲ့လားတဲ့ပုံမှန်ဆိုကျမတတိကငါသိမစားပေမဲ့ငါဆုပ်လုပ်ကျွေးပြီးတဲ့နောက်ပိုင်းကပြီးသွားတဲ့ခါတိုင်းငါတွေအများကြီးဝယ်တော့တာပဲအများတတိတွေကတော့မသိဘူးကျမတတိကတော့စားကောင်းတာတစ်ခုခုလုပ်ကျွေးပြီးဆိုရင်တစ်မျိုးလုံးတစ်စလုံးပတ်ကြွားတော့တာပဲဒီနေ့ငါဆုပ်လုပ်ဖို့အတွက်ငါကွန်းချက်ဆိုတဲ့ငါ့ကိုအသုံးပြုထားပါတယ်ရှင်ပြီးရင်ဒီလိုမျိုးအသားလေးတွေကြီးပဲဖြစ်သွားအောင်နှောက်ထားပေးလိုက်ပါမယ်ရတာအတွက်စားငရုတ်ကောင်းဂျင်းမုတ်ထည့်ပြီးတော့စီးနေအောင်ပေါက်ပါမယ်ဒီလိုမျိုးအကျော်လေးတွေကိုတော့ဖယ်ထုတ်ပေးလိုက်ပါမယ်ရှင်ဒီငါငချင်းတွေလိုမျိုးအယုံမများတော့ငါဆုပ်လုပ်ရတာတော်တော်လေးအဆင်ပြေပါတယ်အရင်တစ်ခေါက်ဗီဒီယိုတင်တော့ကွန်မန့်ထဲမှာငါကွန်းချက်လို့တော့ပြောကြတာပဲရှင်မှလည်းငါပေါ်တဲ့ဒေတာမဟုတ်တော့ငါနာမည်ကိုတော့တည်တည်ချာချာမသိပါဘူးငဖယ်ကိုစီးပိုင်နေအောင်ပေါက်ပြီးပြီဆိုရင်တော့ဒီလိုမျိုးအကိတ်ကြီးတွေပြလိုက်ပါတယ်ဒီလာပြီဆိုရင်တော့ထည့်ကျော်လို့ရပါပြီဖယ်တဲ့ဟိုကလေဂျင်းကိုထောင်းပြီးတော့မှအရင်ညစ်ထည့်ရင်ပို့ပြီးတော့မွေးပါတယ်အမကဂျင်းစိမ့်ကုန်နေလို့ဂျင်းအမှုန်မှန်ထည့်လိုက်ပါတယ်ဒီစုပ်တွေကိုတစ်ဖက်ပြီးတစ်ဖက်လန်ကျော်ထားလိုက်တာနင်းညိုအောင်တန်းလာပြီဆိုရင်တော့ပကံနဲ့ဆေးထည့်ထားလိုက်ပါမယ်အမတစ်သေးကတော့ဒီငဖယ်ကျော်ကိုသူတို့စီကထမင်းကာဘူလီနဲ့တွဲစားပါတယ်ရင်းနှံလေးကမွေးလေးနဲ့ငါစုပ်ကိုလည်းကြကြလေးပေါက်ပြီးတော့မှကျော်ထားတာဆိုတော့ထုတ်ထုတ်ကလေးနဲ့တော်တော်လေးစားကောင်းပါတယ်အမတစ်သေးမှာဝိတ်ချနေရဆိုတော့ထမင်းမစားပါဘူးသူ့အတွက်ကတော့ကျော်ထားတဲ့ငဖယ်ကိုပဲချင်းချင်းဆက်ဆက်လေးပြန်တုပ်ပေးပါမယ်ငဖယ်တုပ်ဖို့အတွက်ဒီလိုမျိုးသခွားသီးလေးတွေကိုပါပါလေးတွေလီးထားလိုက်ပါမယ်ရမ်းကျင်သီးနဲ့ခါကျက်ဦးလည်းထည့်ပါမယ်ရှင်ဒါကတော့ကျမတစ်သေးမှာစားခြင်းတဲ့ပုံစံအတိုင်းလေးပဲတုပ်ပေးတာပေါ့နော်အားလုံးစင်သင့်ဖြစ်ပြီဆိုရင်တော့ငဖယ်စားတုပ်ပါမယ်ရှင်ရတာအနေနဲ့ကတော့စားနဲ့ငရုတ်ကောင်းပဲထည့်ပါတယ်ပြီးတော့တံမြာသီးလေးညှစ်လိုက်တယ်ပေါ့နော်ကျမတစ်သေးမှာဝိတ်ချနေရဆိုတော့ပုံမှန်ဆလတ်တုပ်တူလိုပဲတုပ်ပေးလိုက်တာပါကဲခုဆိုရင်တော့ထုတ်နဲ့ချင်းချင်းဆက်ဆက်ငဖယ်တုပ်လေးရပါပြီရှင်ကိုတစ်သေးကိုလှုပ်ကြွေးချင်တာဖြစ်ဖြစ်ခုဟာကိုလှုပ်စားချင်တာဖြစ်ဖြစ်လှုပ်စားကြည့်လိုက်ပါနော်